အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တို့ဒီကိုမင်း LCD LED service နဲ့ဒီပြုပြင်ရောင်းဝယ်ရေးမှာမြန်မာပြည်မှာပြုလုပ်တဲ့ TV တွေနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဗျာနော်ဒီအချိန်မှာအခုအချိန်မှာဈေးရလည်းတက်တာမယ် quality ကလည်းလုံးဝအမိုက်ကြီးအလန်းကြီးတွေဖြစ်ရမယ်ဈေးလည်းတက်တာမယ်အမကန်ချက်ကလည်းအတိအဝရှိရမယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြတဲ့ TV မျိုးတွေကိုဝယ်တင်နေကြ TV ရဲ့လုံဆောင်ချက်တွေကကျွန်တော်တို့ brand လုံးတွေမှာမပါတဲ့တချို့ system တွေပါအားလုံးပါဝင်တယ်အဲ့တော့ဒီ TV တွေအားလုံးကကျွန်တော်တို့မြန်မာနိုင်ငံမှာပြုလုပ်တဲ့အတွက်စပယ်ဘတ်အထူးတလဲမိတ်ဆွေတို့အနေနဲ့နောက်ပိုင်းဖြစ်လာမဲ့အခက်အခဲတွေကိုအထူးတလဲစဉ်းစားစရာမလိုတော့ဘူးစပယ်ဘတ်လုံးဝပေါ်ရမယ်ဈေးကလည်းတက်တာရမယ်အခုအချိန်မှာအဝယ်အသင့်ဆုံး TV လို့လည်းပြောလို့ရတယ်အဲ့တော့အခုဒါကျွန်တော်အပေါ်ထဲမှာပြပေးထားတာဒီဆိုလို့ရှိရင်32လက်မ Android TV ဖြစ်တယ် Android နဲ့ Smart နဲ့ကွာခြားချက်တွေလည်းကျွန်တော်ရခင်ဗီဒီယိုတွေမှာပြောပြထားတယ်ဒီနေ့ကတော့ကျွန်တော်တုတ်ကလေးလိုရင်းလေးတွေကိုပဲပြောပေးသွားမယ်ဗျာနော်အခုပြထားတဲ့ TV အားလုံးကမြန်မာပြည်မှာပြုလုပ်တဲ့ TV တွေဖြစ်တယ်အဲ့တော့ဒီ TV တွေမှာဘယ်လိုစနစ်တွေပါလာမလဲဆိုလို့ရှိရင်ကိုယ်အိမ်မှာ Bluetooth box ရှိရင် Bluetooth box နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့အသံစနစ်ကိုကျွန်တော်တို့နားထောင်လို့ရမယ်ကိုယ်အိမ်မှာ Wi-Fi ရှိတယ်ဆိုလို့ရှိရင် YouTube တို့ Netflix တို့တခြားကိုအသုံးပြုခြင်းတဲ့ application တွေပါဒီထဲကိုထည့်ပြီးတော့ TV ထဲကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်ဒါ Android တွေရဲ့အားသာချက် Android TV တွေမှာဒီလိုအားသာချက်တွေရှိတယ်အခုကျွန်တော်ပြထားတဲ့ဒီမြန်မာပြည်မှာပြုလုပ်တဲ့ဒီ TV တွေအားလုံးက Android TV တွေဖြစ်တယ်အဲ့တော့ဒီ Android TV တွေကိုကိုယ့်အိမ်မှာခုနကျွန်တော်ပြောသလိုပေါ့ Wi-Fi ချိတ်ပြီးတော့ YouTube ကြည့်မယ် Netflix ကြည့်မယ်တခြားကိုအသုံးပြုခြင်းတဲ့ volume light တွေကြည့်မယ်စာရန်တို့စကားတွေကြည့်မယ်ဒီ TV ကအားလုံးအပီစီပဲဘာသူ့ကိုနောက်ထပ် set box တို့ Android box တို့ဘာမှချိတ်စရာမလိုတော့ဘူးနော်အဲ့တော့ဒီ TV တွေကအထူးတလဲပြောစရာမလိုတော့တဲ့ TV တွေဖြစ်တယ်အာမခံချက်ကမှန်ကအစကျွန်တော်တို့အလုံးစုံဝိုင်းကြီးအားပေးထားတယ်ကိုကြောင့်ပဲမှန်မကွဲသွားစေနဲ့ကျန်တာအားလုံးကုမ္ပဏီကတာဝန်ယူပေးထားတယ်ပေါ့နော်အဲ့တော့တစ်နှစ်အာမခံပါတယ် TV တွေအားလုံးဘောင်ပြောက်ဖြစ်မယ် Android TV ဖြစ်မယ်ကိုယ့်အိမ်မှာ Wi-Fi ရှိရမယ် Wi-Fi ချိတ်ပြီးတော့ကျန်တဲ့ဟာတွေဘာမှချိတ်ဆက်စရာမလိုဘဲနဲ့ကြည့်လို့ရတယ်အဲ့တော့ကျွန်တော် TV ဈေးနှုန်းလေးတွေနဲ့မိတ်ဆက်ပေးမယ်နော်32လက်မမှာ4,200,000ပဲရှိမယ်32လက်မ4,200,000လက်မ40ကကျွန်တော်တို့6,35,000 43လက်မကကျွန်တော်တို့6,95,000ဒါကဘောင်ပါတဲ့အလုံးဘောင်ပြောက်ဆိုရင်43လက်မကကျွန်တော်တို့9,200,000ပဲရှိတယ်55လက်မဆိုလို့ရှိရင်ကျွန်တော်တို့12သိန်းရှိမယ်65တွေလည်းရှိတယ်ဗျ65ဆိုလို့ရှိရင်22သိန်းကျော်ရရတယ်အားလုံးကိုကျွန်တော်တို့တစ်နှစ်အာမခံပေးထားတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အထူးတလဲစဉ်းစားမနေနဲ့ဒီအချိန်ဒီအခါမှာဝယ်တင်ဆုံးဈေးအလျော့ဆုံးအာမခံချက်အပြည့်အဝပေးထားတဲ့ TV ဖြစ်တယ်အဲ့တော့တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်အပေါ်မှာကပ်ရှင်မှာကျွန်တော်ဆိုင်လိပ်စာပါတယ်ဆိုင်ကိုကိုယ်တိုင်ကိုရောက်လာရောက်ပြီးတော့ဖုန်းထဲကကာလာနဲ့အပြင်ကကာလာတူပါမလားလာတိုက်ကြည့်လို့ရတယ်โอเคအားလုံးကို update လုပ်ထားတယ်အားလုံးကိုကျွန်တော်တို့ရုပ်ထွက်ကာလာအနေထားတွေအားလုံးကိုပြုပြင်ထားတဲ့ TV ဖြစ်တယ်ဒါကဘူးဖော်ပါကင်နဲ့အသစ်လာတဲ့အလုံးတွေဖြစ်မယ်เนาะအဲ့တော့Viber နဲ့အသေးစိတ်သိလို့ခြင်းနဲ့နေရာမိတ်ဆွေတွေမှားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ငွေလွှဲဝင်မှာကားကိတ်ကိုပို့ပေးပါတယ်အဲ့တော့ Viber ကဆက်သွယ်ခြင်းနဲ့ဆိုရင်အပေါ်မှာကျွန်တော် Viber ဖုန်းနံပါတ်လေးစာတန်းထိုးထားတယ်ဆိုင်ကိုကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူခြင်းနဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့အပေါ် caption မှာလိပ်စာပါပါတယ်ဗျာနော်ဒီအချိန်မှာစဉ်းစားမနေနဲ့အဝယ်အသင့်ဆုံး TV ပါဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်တို့နောက်နေ့မှပြန်ကြည့်ကြပါမယ်